မဲဆန္ဒရှင်စာရင်းများဒုတိယကြိမ်ကတ်ထားကြေညာထားရှိမှုပြည်သူများလာရောက်ကြည့်ရှုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယောင်းခရိုင်မိုင်းယောင်းမြို့နယ်မိုင်းယူမြို့ရှိရက်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌မဲဆန္ဒရှင်စာရင်းများကိုဒုတိယကြိမ်ကတ်ထားကြေညာထားရှိရာယနေ့နေ့ပိုင်းကပြည်သူများကလာရောက်ကြည့်ရှုလျက်ရှိပါတယ်။အဆိုပါမဲဆန္ဒရှင်စာရင်းများကိုမိုင်းယောင်းမြို့နယ်မိုင်းယူမြို့မရက်ကွက်တာကျန့်ကျေးရွာအုပ်စုမိုင်းလွေကျေးရွာအုပ်စုနှင့်ဒွန်းနွဲ့ကျေးရွာအုပ်စုရှိရက်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ဒုတိယကြိမ်ကတ်ထားကြေညာပေးလျက်ရှိရာမဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှုကြရန်နှိုးဆော်ပေးခြင်းနှင့်မဲဆန္ဒရှင်ပြည်သူများကိုယ်တိုင်လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရှိရပါသည်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက်18နှစ်ပြည့်ပြီးသူတိုင်းဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်နှင့်မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန်ရည်ရွယ်ဆောင်ရွက်ပြီးမဲဆန္ဒရှင်စာရင်းများကိုကတ်ထားကြေညာထားရှိလျက်ရှိရာပြည်သူများလာရောက်ကြည့်ရှုနေမှုများကိုတာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။